ကြီးတော့ခေါ်ရလွယ်လေအဲ့ဒါပဲဒါမဲနေအရင်ကကြီးတော့ခလာပေါ့ဟုတ်ဆက်ပါပါကြီးကြီးတော့လိုက်တာဟုတ်ကဲ့လှလိုက်တာဒါဆိုချိုးလေးဆိုမှလေဟိုမန်ပရင်ဘုံမှာရှိတဲ့တကားတွေဆိုရင်လေဒါလေးဖြတ်ပြီးတော့မှ decoration တော့တအားလှတယ်ဟုတ်ကဲ့ဒီတရက်ဘယ်လောက်ရောင်းလဲforeigner ဆိုရင်အမတရွတ်2000 3000ရောင်းရတယ်မှာအစားဒါ shopping ပေါ့shopping ဒါကတော့ခေါ်ပြီးတော့မှလေ6ခံရလေ6ခံပြီးတော့မှအမလိုကဒီဒါ6ခံပြီးသား shop ပေါ့ဒါကိုအမလိုကလေတညရေစိမ်ရသေးတယ်လေဒီမှာတညရေစိမ်ပြီးတော့မှမီးဖိုကပြန်နေ8နာရီပြောက်ရလေဒီ shop စစ်ကိုတော့ဒါပါခေါ်ပြီးသားပေါ့ခေါ်ပြီးသားဆိုပေါ့ဒါအမလိုက6ခံရလေ6ပြီးသားဆိုဆိုပဲဆေးပြီးတော့မှလေဒီမှာလေမနစ်တစ်သားပြားပေါ်မှာလေတစ်သားတူလေးနဲ့ထူးတဲ့ဟာဒီမှာကြည့်လို့ရကြနော်ဟုတ်ကဲ့ဆက်တူလေးနဲ့မနစ်20ခန်းထူးမှလေထူးတော့မှဒီမှာစိတ်ကူလုပ်ပြမယ်နော်ဟုတ်ကဲ့ဟုတ်မနစ်20ထူးမနစ်20ထူးရတိရွက်လေးပန်းလေးရာဘာလို့တာလဲတိရွက်လေးပန်းလေးတွေကလေဘာလို့စိတ်ကူ decoration အတွက်decoration လေအဒီဟောဆိုဒီဇိုင်းအမျိုးမျိုးပေါ့အမတို့ကလည်းပန်းတွေကလည်းရည်ဒီပေါ်ပန်းသုံးရလေမိုးတွင်းဆိုရင်မိုးတွင်းရှောင်းတွင်းဆိုရင်ရှောင်းတွင်းပေါ့နော်အဲဒီပန်းလေးတွေကို decoration အတွက်သုံးတာဟုတ်အဲဒီဒါစိတ်ကူဆော့ထူပြီးသားပေါ့မိနစ်20ကြာပြီထူပြီးသားအဲဒီထူပြီးသားကိုဒီမှာမြေအိုးထဲမှာလေရေလေးထဲမှာဖြော်လိုက်မှလေဒါယူးရေပဲဟုတ်ယူးရေနဲ့ဖြော်မယ်ပြော့ဖတ်လေရအောင်မပြော့ဖတ်ကိုဒီမှာတစ်ဆင်းအဲဒီစိတ်ကူဝါပေါင်ခါရတဲ့ထဲကိုထဲမှာလေ